ကဲလာပါရမျိုးတို့အတွက်နေမကောင်းတဲ့ကြာထတင်နေပါတယ်တပတ်စာကားတဲ့ဇာတုပတ်တီက9နဲ့2ပါဇာတုပတ်တီ9ရဲ့2ရဲ့9နဲ့2ပါနှလုံးလုံးထွက်ပါမည်မွေးကွေက3.1234ပါမွေးကွေက3.1234ပါမွေးကွေရလည်းပြီးခဲ့ပါတစ်ခွက်ပဲထွက်ပါတယ်ဒီတစ်ပတ်အနည်းဆုံး2ခွက်လောက်ထွက်ပါမည်နှစ်ရက်နေ့အဖွင့်နေ့ဝမ်းချင်းရတစ်လျှောက်ပါနေကုန်ဝမ်းချင်းတစ်လျှောက်မာကမှာတစ်လျှောက်မာကမှာနှစ်ရက်အတွင်းဝမ်းချင်းရနှစ်ခွန်ချင်း38ချင်းပါနှစ်ရက်အတွင်းဝမ်းချင်းရနှစ်ခွန်ချင်း38ချင်းပါနှစ်ချင်းလုံးလာပါမည်တပတ်စာကသာရုပတ်တိ9နဲ့2နှလုံးလုံးထွက်ပါမည်နှစ်ရက်နေ့တင်းလာလေးနေကုန်ချင်းရတစ်လျှောက်ပါတစ်လျှောက်နေကုန်ချင်းတစ်လျှောက်ပါနှစ်ရက်တွင်ဝမ်းချင်းရနှစ်ခွန်38ပါနှစ်ခွန်ချင်း38ချင်းပါနှစ်ချင်းလုံးလာပါမည်တပတ်စာမွေးလက်ဆောင်ပေးရမယ်တပတ်စာအခုပြီးခဲ့ဘက်ကထွက်ပြီးသားကနအနည်းဆုံးတစ်ကွက်နှစ်ကွက်ထိအောင်ထွက်ပါတယ်အနည်းဆုံးတစ်ကွက်ထွက်ရင်တော့ရပ်ပါပြီးခဲ့ဘက်ကထွက်ထားတဲ့ကနတစ်ကွက်ပြန်ထွက်ပြီးအနည်းဆုံးတစ်ကွက်ပြန်ထွက်ပြီးအဲ့ဒါကိုမွေးဝမ်းချင်းနဲ့ကိုက်ပြီးပြန်ထိုးထားပါထည့်ထိုးထားပါပြီးခဲ့ဘက်ကထွက်တဲ့ကနအနည်းဆုံးတစ်ကွက်နှစ်ကွက်အနည်းဆုံးထွက်ပါမည်တစ်ကွက်နှစ်ကွက်ထွက်ပါမည်အဲ့ဒါဘိုင်းသေးပါပြီးခဲ့ဘက်ကထွက်ကနပြီးခဲ့ဘက်ကထွက်ကနတစ်ကွက်နှစ်ကွက်အနည်းဆုံးပြန်ထွက်မည်တဲ့ဝမ်းချင်းနဲ့ကိုက်ပြီးနေတိုင်းထည့်ထိုးထားပါမျိုးတို့အတွက်လက်ဆောင်ဘိုင်ဘာဖုန်းနံပါတ်တော့မတင်တော့ဘူးဘိုင်ဘာဖုန်းနံပါတ်ရှိပါတယ်ဘိုင်ဘာကိုလာရင်06558898ပါဘိုင်ဘာဖုန်းနံပါတ်06558898ပါ